အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့မြတ်စွာဘုရားရှင်ကအရှင်ဟန်အဟုလာကိုဆုံးမခဲ့တဲ့အမ္ဘလတိကရာဟုလောဘာဒတုတ်ထဲမှာမူသားစကားပြောဆိုခြင်းရဲ့ဆိုကြိုးတွေကိုလူတိုင်းနားလည်လွယ်မဲ့ဥပမာ၅မျိုးနဲ့ရှင်းပြထားပါတယ်နံပါတ်1ဥပမာကရေခွက်ထဲကရေအနှဲငယ်နဲ့ဥပမာပြထားပါတယ်ဘုရားရှင်ကရေခွက်ထဲမှာကျန်းနေတဲ့ရေအနှဲငယ်ကိုပြပြီးတော့မသိရတဲ့မူသားပြောရမှာကိုမရှက်တဲ့သူရဲ့တာမဏေအဖြစ်ဒါမှမဟုတ်ရင်သူ့ရဲ့သီလတရားဟာဒီရေအနှဲငယ်လေးလိုပဲတင်ပြင်းလာပါတယ်လို့ဆုံးမခဲ့ပါတယ်နံပါတ်2ဥပမာကတော့သွန်ပြလိုက်တဲ့ရေဥပမာအဲ့ဒီနောက်ရေခွက်ထဲမှာရေကိုသွန်ပြပြီးတဲ့နောက်မှာသွန်ပြလိုက်ပြီးတော့ရေခွက်ထဲကရေကိုသွန်ပြလိုက်ပြီးတဲ့နောက်မှာမသိလျက်နဲ့မူသားပြောသူရဲ့သီလဟာသွန်ပြလိုက်တဲ့ရေလိုပဲစွန့်ပစ်အပ်တဲ့အရာဖြစ်သွားတယ်လို့ဆိုပါတယ်မှောက်ထားတဲ့ရေခွက်ဥပမာရေခွက်ကိုမှောက်ထားလိုက်တဲ့အခါမှာရေထက်ထဲလို့မရတော့သလိုပဲမူသားပြောတဲ့သူရဲ့ဘဝဟာလည်းမှောက်ထားတဲ့ရေခွက်လိုပဲကောင်းမြတ်တဲ့တရားတွေကိုလက်ခံနိုင်ဆိုတာမရှိတော့ဘဲနဲ့ပြောင်းပြန်ဖြစ်သွားတယ်လို့ရှင်းပြထားပါတယ်ဗလာဖြစ်နေတဲ့ရေခွက်ဥပမာမှောက်ထားတဲ့ရေခွက်ကိုပြန်လည်လိုက်တဲ့အခါမှာရေတစ်စက်မှမရှိတော့ဘဲနဲ့ဟာလာဟင်းလင်းဖြစ်နေသလိုပဲမူသားပြောတဲ့သူရဲ့စိတ်တန်တယ်မှာလည်းပဲဘာအကောင်းရေချင်းကောင်းတွေမှာမရှိတော့ဘဲနဲ့စိတ်သုံးသွားတယ်လို့ဆိုပါတယ်စစ်မြေပြင်ကအစင်ပြောင်ကြီးဥပမာဒါကတော့တကယ့်ကိုသတိထားစရာဥပမာပါစစ်မြေပြင်ကအစင်ပြောင်ကြီးဟာသူ့ရဲ့ခြေတွေလက်တွေခန္ဓာကိုယ်တွေအစွဲနဲ့အမိတွေကိုသုံးပြီးတော့တိုက်ခိုက်ပေမဲ့သူ့ရဲ့အရေးကြီးဆုံးဖြစ်တဲ့နှမောင်းကိုတော့အထိခိုက်မခံဘဲနဲ့ကာကွယ်ထားတတ်ပါတယ်ဒါပေမဲ့အဲ့ဒီစင်ကသူ့ရဲ့နှမောင်းကိုပါသုံးပြီးတော့တိုက်ခိုက်လာပြီးဆိုရင်တော့ဒီစင်ဟာသူ့အသက်ကိုဘာမဆိုစတေးဖို့အစင်သင့်ဖြစ်နေပါပြီဘာလို့မှလည်းမကြောက်တော့ဘူးလို့ယူဆနိုင်ပါတယ်အဲ့ဒီလိုပဲမူသားစကားကိုတိလျက်နဲ့မရှက်မကြောက်ပြောဆိုဝန်းတဲ့သူဟာမလုပ်ရဲတဲ့မကောင်းမှုအကုသိုလ်ဆိုတာလောကမှာမရှိတော့ဘူးလို့ဘုရားရှင်ကပြတ်သက်သတိပေးခဲ့ပါတယ်ခေတ်ကာလအမြင်နဲ့ကြည့်မယ်ဆိုရင်ယနေ့ခေတ်မှာမူသားစကားကိုဗဇတ်တနက်လိုတောင်တင်စားကြပါတယ်တနက်နဲ့ပြည့်တဲ့တနက်ဟာခြီစံနဲ့ပြစ်လိုက်တဲ့တနက်ဟာလူတဦးတယောက်ကိုပဲသေစေနိုင်ပေမဲ့ဗဇက်ကထွက်တဲ့မူသားစကားနဲ့ကောလာဟလတွေကတော့လူများပြားကိုထိတ်လန့်ပျက်စီးစေနိုင်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာသတင်းတူသတင်းမှားတွေဟာတဦးတယောက်တည်းအတွက်တာမကပဲနဲ့တနိုင်ငံလုံးပျက်စီးသွားအောင်လုပ်ကြံရရောက်တဲ့အတွက်ကြောင့်အပြစ်လွန်ကြီးမားလာပါတယ်ဒါကြောင့်ဖျက်ရှင်ကအရှင်ရာဟုလာကိုနောက်ပြောင်တဲ့အနေနဲ့တောင်မှမူသားစကားကိုမပြောဘူးလို့မပြောရဘူးလို့ကိုကြင့်ကြံဖို့အလေးနဲ့သင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်